မင်္ဂလာပါအဆန်ဆန်အေးပါ စုပေါတော့ဘယ်နဲ့ရှိပါလဲ စုပေါတာ2ရက်ရှိပါပြီလက်မရတဲ့ဟိုပြောပြကျေးဇူးအများကြီးတင်ပါတယ်လို့လက်မြန်နဲ့လို့စုလိုက်ယူပါဟုတ်မင်္ဂလာပါသမီးနဲ့ထိုင်းနဲ့ဒီပါရှင် ဘာနေရလဲ စစ်ပောက်ကဒါနဲ့သမီးတို့ဒီမှာနေသမီးနဲ့မှာမဲပေးဆိုသမီးနေ့တိုင်းဖောက်ပါတယ်ဒါသမီးမြောက်မှပောက်ပါတယ်ရှင် ဒီမှာစုပေါဟုတ်ကဲ့ ပြောပါတယ်လက်မြန်နဲ့သူစုလိုက်ယူပါရှင်